အားလုံးပဲမင်္ဂလာပါဗျ။ကဲမနေ့ပြန်အတွက်လူရင်းတို့ရှင်းနေပဲကျွန်တော်ဩကွက်လေးကိုပြပေးလိုက်ပါပြီပေါ့နော်။ဟိုမနေ့ပြန်ဗုဒ္ဓဦးနေ့မှာနေကုန်တို့ပါနော်နေကုန်တို့ပါ6ပိုင်း9ပိုင်းနဲ့6 9ပိုင်းချင်းထိကစားပါကျွန်တော်ပတ်တီးအနေနဲ့6 3ပါတယ်ပေါ့နော်6ပတ်တီးကြိုက်ပါတယ်။ဩကွက်နေနေရတာပထမဆုံးအနေနဲ့6 3ကျွန်တော်အကြိုက်ဆုံးမှာပြန်ရကနေပေါ့နော်။6 3ဒီမှာ6 3 6ဆိုထွက်လာတာကျွန်တော်ဩကွက်မိရပေါ့နော်အခုလေကျွန်တော်6 3ပြန်ညာကဏ္ဍမှာ6 3ရယ်6 5ရယ်9 3ဆိုပြီးတော့မနေ့ပြန်တနေ့ကို3ခွက်တို့ပါပထမဆုံး main အနေနဲ့6 3ကိုတင်လို့ပါဒါလေးကတော့ကျွန်တော်ရဲ့တွက်ဆိုင်ပါပထမဆုံးဒီအကောကိုပဲဒီက main လို့ကျန်တဲ့သူတွေတော့ကတော့ဒါလေးကိုစက်ကွန်ရှော့ရိုက်ပြီးတော့အကောလေးကိုသွားထုတ်လို့ရပြီပေါ့နော်မနေ့ပြန်နေကုန်ကစားပါနော်6ပိုင်း9ပိုင်းနဲ့6ပတ်တိနဲ့နေကုန်ကစားပါကဲဒီနေ့ကတော့ဒီနေ့တော့ကတော့ကျွန်တော်မြင်တဲ့အတိုင်းပဲတနည်းကုန်လုံးပတ်တီးကြည့်ပဲဒီမှာညနေခင်းမှအောင်ကျွန်တော်နှစ်ကို1ချိန်နဲ့ခွန်ပတ်တီးပြီးတယ်နှစ်ခွန်ရောကိုခွန်ရောဆိုတော့ကျွန်တော်ခွန်ပတ်တီးနဲ့တစ်ခွန်ဆိုပြီးတော့ထပ်သွားတယ်မနက်ခင်းမှကျွန်တော်အဲ့တိုင်းပဲ4 3 1ချိန်နဲ့4ပိုင်းနဲ့4ပတ်တီးပြီးတယ်4 8နဲ့4 3အောက်ဆိုတော့ကျွန်တော်တို့4တစ်ဆိုပြီးတော့ပေါ့နော်4တိတ်တီးပြီးတာမှန်တယ်ခွန်ပိတ်ပြီးတာမှန်တယ်တနင်္လာနေ့ကြောက်လဲအဲ့တိုင်းပဲတနင်္လာနေ့မှာကျွန်တော်50ဝန်းချိန်45အောဆိုတော့ကျွန်တော်တို့ဘာထပ်တော့85ဆိုထပ်သွားတယ်ပေါ့နော်45အောဆိုတော့ကျွန်တော်ဒီမှာ85ဆိုထပ်သွားတယ်တနင်္လာနေ့အဖွင့်နေ့မှာကြတော့ကျွန်တော် main 3ချောက်ဒီမှာဝန်းချိန်နဲ့ပေါ့နော်ဒါကျွန်တော်ရဲ့ site ဝန်းချိန်နဲ့ပထမဆုံးနဲ့38ဝန်းချိန်ကို3ချောက်အောဆိုတော့3ချောက်ဆိုပြီးကျွန်တော်တဲထွက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အမြဲတမ်းပဲပေါ့နော်3 6လေးမှန်တယ်ဒီမှာ50ဝန်းကျင်လေးမှန်တယ်ကျွန်တော်ဒီမှာဒီတနေ့အင်္ဂါနေ့ပေါ့နော်မနက်ခင်းပိုင်း4000ဝန်းကျင်တော့လည်း4ပတ်တိနဲ့မနေ့ကတော့မှန်တာပဲအခုလည်းညနေခင်းပိုင်းကိုနှစ်ကိုဝန်းကျင်ကိုခွန်ပတ်တိနဲ့ခွန်ပိတ်ပေးခဲ့တာလည်းမှန်တာပဲပေါ့နော်4ထိပ်မှန်တယ်ခွန်ပိတ်မှန်တယ်3ချိန်မှန်ပြီလို့ပြောလို့ရပါဘောနော်4ချိန်မှကျွန်တော်3ချိန်မှန်ပြီတစ်ချိန်က1ချိန်မှန်တယ်ပတ်တိလွှဲသွားတယ်ပေါ့နော်2ချိန်ကခွန်ပတ်တိမှန်တယ်4ပတ်တိမှန်တယ်3 6ဆိုပြီးတော့အောက်ကွက်တစ်ကွက်မှန်တယ်ခဏပြန်ပုံလုံးနေ့မှာတနင်္ဂနွေကစားပါပေါ့နော်တနင်္ဂနွေကစားတော့ကျွန်တော်အလုပ်လေးလည်းတစ်ချက်ချင်းလေးပေါ့နော်ကျွန်တော်ဗီဒီယိုမတင်ပြပါဘူးတခါလေးကျွန်တော်ပေါင်းပြီးတင်ပြလိုက်ရခြင်းဖြစ်ပါတယ်အားကြောင့်ဒါလေးကတော့ကျွန်တော်မနေ့ပြန်ဗုဒ္ဓဦးနေ့တော့ဆိုင်နေပါပေါ့နော်တော့ဆိုင်နေဒီဆရာသမားလေးဆိုတော့ကြီးလိုက်တဲ့နဲ့နားလည်မယ်လို့ထင်ပါတယ်ဒီနားမလဲတဲ့တော့ဆိုင်ကိုနားမလဲတဲ့သူတွေတော့ကတော့6 9အင်းချင်းကိုအပိုင်ထိကစားပါတနေ့ကို6ပိုင်းကစားပါ6 3ဝန်းချင်း6 3ကိုမိတ်တင်တို့6 5 9 3ကိုဒုတိယအနေနဲ့ကစားပါပေါ့နော်အဲ့တော့မနေ့ကအလုံးထပ်ပြီးတော့ပေါက်ကြပါသေးလို့ကျွန်တော်စုမငါတောင်းပေးနေလူဝင်တို့ရှင်းနေပဲကျွန်တော်ဗီဒီယိုတင်ပြလိုက်ပါပြီပေါ့နော်ကြံရတဲ့ဆိုရင် like and share လေးနဲ့ကိုညီပြီးပေါ့ကျွန်တော်မြတ်တာရက်ခပါတယ်အားလုံးပဲမနေ့ကမှထပ်ပြီးတော့ပေါက်ကြပါစေ bye bye